ယနေ့တွင်မိဖုရားကောင်ကြီးကိုယ်တိုင်မင်္ဂလာအခမ်းအနားကိုဦးစီးကျင်းပသည်အိမ်ရှိဆန်၏ထိမ်းများလက်ထက်မိန့်ကိုမွန်းလဲပိုင်းတွင်ထုတ်ပြန်ရန်သတ်မှတ်ထားပြီးရှေ့အိမ်တော်မှသမီးငယ်အရှိနန်းဆန်အဖြစ်ဝင်ရောက်ရတော့မည်ဖြစ်သည်မိဖုရားကောင်ကြီးအတွက်မူအားကိုးရာနောက်ထပ်တစ်ထပ်တိုးသွားလေပြီဇီထန်းဒီနေ့ပြီးရင်နင်လဲလူကြီးဖြစ်ပြီနော်မမအိမ်ရှိဆန်မင်းသားကြွလာမှာလားဒီညနင်အိမ်ရှိဆန်ထက်ပိုပြီးမြင့်မြတ်တဲ့သူနဲ့တွေ့ရလိမ့်မယ်မမလက်ထက်မိန့်ကိုမထုတ်ပြန်သေးဘူးလားဇီထန်းဒီနေ့ပင်ပန်းနေပြီးအရင်ဆုံးဘေးနန်းဆောင်မှာအဝတ်အစားသွားလဲလိုက်အောင်ဒါပေမဲ့နန်းဆောင်တစ်ခုလုံးကလူတွေကစောင့်နေကြတာလေပြင်ပလူတွေရှေ့အိမ်တော်ရဲ့ရေစရာမဖြစ်ပါစေနဲ့ဘာလို့စာမိန့်ကိုမထုတ်ပြန်သေးတာလဲရှေ့အိမ်တော်မှာစီစဉ်ထားတာရှိပါတယ်ဒါကမင်္ဂလာဝတ်စုံမှမဟုတ်တာမမဒါကိုဘသူအတွက်ဝတ်ခိုင်းတာလဲနင့်အတွက်ငါအိမ်ရှိဆန်ကိုတွေ့ချင်တယ်ဒီညအိမ်ရှိဆန်ကြွလာမှာမဟုတ်ဘူးမမနင်ငါ့ကိုဘယ်ခေါ်သွားမလို့လဲဧကရစ်မင်းမြတ်ရဲ့အိမ်မက်ဆိုးရောကဒီနေ့ရုတ်တရက်ပြန်ထလာတယ်တမားတော်တွေလည်းမတားနိုင်ဘူးဖျားစာတွေကလည်းမတိုးဘူးဒါနဲ့ငါနဲ့ဘာဆိုင်လို့လဲနင့်မျက်နာကမင်းစုအကြီးတော်နဲ့အတူဆုံးပဲမင်းမြတ်ကနင့်ကိုမြင်မှစိတ်ပျော်မှာငါကအိမ်ရှိဆန်စီသွားရမှာလေရှေ့အိမ်တော်ကအခုလိုချင်တာအိမ်ရှိဆန်မိဖျားမဟုတ်ဘူးငါအိမ်ရှိဆန်စီမသွားတော့ဘူးဘာမှလည်းမလိုချင်တော့ဘူးမမငါ့ကိုကူညီပါနော်ရှေ့အိမ်တော်ကနင့်ကို16နှစ်တိုင်ကျွေးမွေးဆောက်ရှောက်လာတာတိုက်ပွဲမစခင်ထွက်ပြေးဖို့မဟုတ်ဘူးနင်ကငါရင်းမမလေးငါကနင့်အမမို့လို့နင့်ကိုဒီတက်ညာလန်းပေးတာပေါ့တကားဖွင့်စမ်းငါအိမ်ရှိဆန်ကိုတွေးချင်တယ်သူ့ပါဇက်ကိုပိတ်ထားလိုက်မရှုပ်ပွားစေနဲ့မင်းမြတ်ကတရံပြက်နေတဲ့သူတွေကိုမကြိုက်ဘူးကြောင်မင်းနှန်းဆောင်စီပို့လိုက်မင်းကလေးမကြည့်ပါနဲ့တော့အရှိနန်းတော်ရဲ့သဘောတူညီချက်မရှိရင်မိဖုရားခေါင်ကြီးကနင့်ကိုပို့ရဲပါမလားရှေ့မင်းကလေးမင်းမြတ်စောင့်နေပါပြီငါကသဘောတူလို့လာတာမဟုတ်ဘူးဒီတကားထဲဝင်ပြီးရင်သဘောတူတာမတူတာကမရေးကြည့်တော့ဘူးမိဖုရားခေါင်ကြီးကအချိန်မလွန်ပါစေနဲ့တဲ့အိမ်ရှိဆန်တည်သွားရင်ငါ့ကိုလာကဲမှာပါမင်းမြတ်နိုးပါပြီရှေ့မျိုးနွယ်စီထန်းသည်တိမ်ငွေရင်ကျေး၍ပြုစုလုပ်ကျွေးမှုတွင်အကောင်းဆုံးအမှုထမ်းခဲ့သဖြင့်ဆိုင်ရန်ကိုလုတ်တော်အဆင့်အဖြစ်မြောက်စားပြီးထင်းရှူးနှန်းဆောင်၌စံမြန်းစေဂုံယူပါရရှေ့ဆိုင်ရန်ကျေးဇူးတော်စကားဆိုရတော့မယ်လေကျင်ရတော်မျိုးနွယ်ကျေးဇူးတော်မြတ်ကိုဦးခိုက်ပါ၏ဒါကမိဖုရားခေါင်ကြီးတနာတော်မူတာပါအလိုဒါကမိဖုရားခေါင်ကြီးရဲ့တနာတော်မူချက်လေမင်းညကသူတနာတော်မူခဲ့တာမလုံလောက်သေးလို့လားနင်ဘယ်သွားမလို့လဲအရှိနန်းတော်စီသွားမလို့တင်ကအခုမင်းမြရဲ့ကိုလုတ်တော်ဖြစ်နေပြီးအိမ်ရှိဆန်နဲ့ထပ်တွေ့လို့မရတော့ဘူးငါကမင်းညကသူ့ဘယ်မှာလဲဆိုတာကိုသွားမေးချင်ုံတင်ပါကိုလုတ်တော်မင်းကလေးဒီနေရာကအရှိနန်းတော်ပါတင်ဝင်လို့မရပါဘူးအိမ်ရှိဆန်ကိုသွားပြောလိုက်ပါရှေ့စီထမ်းလာတာပါလို့ဆိုင်ရန်ကိစ္စတွေကပြီးစီးသွားခဲ့ပြီးဒီထက်ပိုပြီးအယုတ်ဆိုးမခံပါနဲ့တော့ငါမင်းညကပိုပြီးအယုတ်ဆိုးခဲ့ပြီးချောင်းရံအကိုငါ့ကိုခေါ်ထုတ်သွားပါမင်းမျက်စီသွားခဲ့ခိုင်းပြီးငါ့ကိုလက်ထပ်မယ်လို့ပြောပေးပါဇီထန်းမရှုပ်ပါနဲ့တော့နင်းဘာပြောလိုက်တာလဲခမဲတော်ကနင်းကိုချစ်ခင်မြတ်နိုးတာရှေ့အိမ်တော်ရဲ့ကံကောင်းခြင်းပဲနင်းခမဲတော်ရဲ့ချစ်ချင်းကိုထိမ့်သိမ့်ပေးမှအရှိနန်းတော်အတွက်အသုံးဝင်မှာဒါဆိုနင်းကစကလေးကတည်နေတာပေါ့ဒါတွေကအခြေအနေရင်းခံကြောင့်ဆိုတာကိုပေါ့အခြေအနေရင်းခံဆိုတာငါ့ကိုနင်းခံမဲတော်စီပို့တာကိုပြောတာလားငါမင်းညကနင်းမသိဘူးလို့ပဲထင်နေခဲ့တာနင်းရောက်လာရင်ငါနောက်ပြန်လှည့်လို့ရလိမ့်မယ်လို့ထင်ခဲ့တာငါနင့်ကိုမလိုချင်တော့လို့မဟုတ်ပါဘူးမင်းသားကနင့်ကိုကာကွယ်ပေးနေတာပါစီထန်းစကားနားထောင်စမ်းမင်းသားမသွားပြီးမင်းညပြီးတဲ့နောက်ရှေ့စီထန်းကစကားတွေအများကြီးနားထောင်ပြီးသွားပြီးချမ်းနှန်းဆောင်ကိုပြန်มาလားပြန်မယ်သူတို့ငါ့ကိုကျောင်းမင်းနှန်းဆောင်စီတွန်းပို့ခဲ့တာကငါ့ကိုနေရုပ်အဖြစ်သုံးကျင်လို့ပဲဒါပေမဲ့နေရုပ်ကရှင်တန်ကြံရစ်ခဲ့ရင်ကြိုက်တတ်တယ်မင်းညကဘလောက်ကြာငိုခဲ့လဲမနက်3ချက်တီးအထိငိုတဲ့အိမ်ရှိဆန်မင်းသားကိုလည်းအော်ခေါ်ခဲ့တယ်ဒါကိုပါရေးရမှာလားမိဖုရားခေါင်ကြီးကကိုလုတ်တော်ကိုဂယုစိုက်တာပဲတေချာရေးလိုက်ပါငါမတည်သေးဘူးဆိုတာငါဘာစားရမလဲဆိုတာလဲဖုန်းရည်နှန်းဆောင်ကပဲအုပ်ချုပ်တာပဲဆိုင်ရန်ကအခုမှမျက်နှာရခါစားဆိုတော့စားတော့ဖွယ်ရတွေကိုအမားမခံနိုင်ဘူးလေငါ့ကိုအန္တရာယ်ပြုမှကြောက်တာလားဒါမှမဟုတ်ငါအမားတွေပြောမှကြောက်တာလားဆိုင်ရန်အသက်ရှင်ခြင်းနည်းနည်းပဲမေးပါကောင်းပြီငါသိပြီဆိုင်ရန်ကဒီနေ့ပစ္စည်းတွေမခွဲဘူးနော်ကြည့်ရတာဆိုင်ရန်ကအိမ်ရှိဆန်ကိုမတွေ့ကျင်တော့ဘူးနဲ့တူတယ်မတွေ့ကျင်တော့ဘူးအမှန်တကယ်သဘောပေါက်သွားရင်မမကိုသွားပြောလိုက်ပါ
ငါကြောက်သွားပြီလို့မင်းမြတ်ကျင်ရတော်မင်းမြတ်ကိုဖူးမြော်ပါတယ်မင်းရဲ့ဒီမျက်လုံးတစ်စုံကတော့သူ့နဲ့မတူဘူးပဲမင်းမြတ်မိတ်နဲ့သူဆိုတာမိဖုရားခေါင်ကြီးကိုပြောတာလားမိဖုရားကျင်ရတော်ကသူပါမိဖုရားကဒီနှစ်တွေမှာသူများပေးတဲ့အရာတွေကိုသူ့ရဲ့ကျေးဇူးတော်လို့ပြောရတာကိုအကြိုက်ဆုံးပဲမိဖုရားခေါင်ကြီးကကျင်ရတော်အပေါ်တိတ်ကောင်းပါတယ်ကျင်ရတော်အသက်ရှူတာကိုပါလူလွတ်ပြီးစောင့်ကြည့်ခိုင်းရတဲ့အထိကောင်းတာပါနင်သူ့ကိုကြောက်တာလားကျင်ရတော်မဝင်မရဲပါဘူးငါမေးတာနင်ကြောက်သလားလို့မေးတာဝင်သလားမဝင်ဘူးလားမေးတာမဟုတ်ဘူးကျင်ရတော်ဘာကိုမှမကြောက်ပါဘူးတကားပြင်မှာချောင်းသားထောင်နေတဲ့သူတွေကိုအဝေးကိုဆွဲထုတ်သွားကြအစေခံမလေးကတကားကြားမှာစောင့်နေုံတင်ပါမင်းမြတ်ကမင်းညကဘာမေးလဲကြောက်သလားလို့မေးတယ်ဆိုင်ရန်ဘလို့ပြန်ဖြေလဲမိဖုရားခေါင်ကြီးကကျင်ရတော်အပေါ်တိတ်ကောင်းပါတယ်လို့ပြောလိုက်တယ်ဆိုင်ရန်လည်းနောက်ဆုံးတော့လိုက်တိတက်သွားပြီပဲမမတင်ပေးခဲ့တာတွေကိုငါကုန်မှတ်ထားပါတယ်မိဖုရားခေါင်ကြီးမနိုးသေးဘူးဆိုင်ရန်စောင့်နေပါဦးစောင့်နေရမှာကမတက်ရရမှာလားဒူးထောက်ရမှာလားစီကန်းတည်ရင်ဒူးထောက်လိုက်မိဖုရားခေါင်ကြီးမနစ်သက်အောင်မလုပ်နဲ့ငါနားလဲပါတယ်စီထန်းဘာလို့အပြင်မှာဒူးထောက်နေတာလဲအစေခံမလေးနားမလဲလို့ပါမိဖုရားခေါင်ကြီးကကျင်ရတော်ကိုစီကန်းတင်ပေးတာကကျင်ရတော်ကောင်းဖို့အတွက်ပါနေမခံမရက်နိုင်မဖြစ်ဘူးလားကျင်ရတော်မဝင်မရဲပါဘူးဒါမှရှေ့အိမ်တော်ရဲ့သမီးနဲ့တူမှာပေါ့မိဖုရားခေါင်ကြီးကမိန့်ပါတယ်ဆိုင်ရန်ကစီကန်းတင်ရမယ်တဲ့ဒါဆိုအစေခံမလေးကိုစေးသွားယူခွင့်ပြုပါမလိုဘူးဆိုင်ရန်မနာပါဘူးနာမမမိမှာမမကငါ့ကိုဘလို့တင်ပေးခဲ့တာလဲကျင်ရတော်ဘာမှမဖြစ်ပါဘူးခြေထောက်ကဘာဖြစ်တာလဲပြောကြတာတော့ရှေ့ဆိုင်ရန်ကဒီနေ့ဖုန်းရီနန်းဆောင်ပြင်မှာနိုင်ဝက်မကဒူးထောက်ခဲ့ရတယ်တဲ့မိဖုရားခေါင်ကြီးကစီကန်းတင်ပေးတာပါကျင်ရတော်ကောင်းဖို့အတွက်ပါကောင်းဖို့အတွက်ဟုတ်လားအစေခံမလေးမင်းမြတ်ကိုဖူးမြော်ပါတယ်ထွက်သွားမင်းမြတ်ဒီညမိဖုရားခေါင်ကြီးစီမကြွဘူးလားငါဘယ်သွားသူ့စီကခွင့်ပြုချက်ယူရအောင်မလားကျင်ရတော်အဲ့ဒီလိုသဘောမဟုတ်ပါဘူးနင်သူ့အတွက်ရှင်းပြနေစရာမလိုဘူးမင်းမြတ်ကတင်းရှုနှန်းဆောင်မှာတကယ်ပဲညှိအိတ်တာပါအစေခံမလေးမောင်းထုတ်ခံလိုက်ရပါတယ်မိဖုရားခေါင်ကြီးဆိုင်ရန်ကထိန်းချုပ်လို့မရတော့ဘူးထင်တယ်သူ့မိသားစုရဲ့တေချောင်းရှင်ချောင်းတွေကငါလက်ထဲမှာရှိတာသူမနာခံရဲပါဘူးမင်းမြတ်ဤအမိန့်တော်ရှိသည်ရှေ့ဆိုင်ရန်စာမိတ်ကိုလက်ခံစမ်းထင်းရှုနှန်းဆောင်သို့သွားမည်ရှေ့ဆိုင်ရန်သည်အမှုထမ်းရာတွင်အကောင်းဆုံးဆောင်ရွက်ခဲ့ပြီးတိမ်ဝိတ္တငိမ်သဖြင့်အကြောက်ရည်အစိမ့်မြင့်ကျင်ရတော့အဖြစ်မြောက်စား၍စိန်နာကက်တစုံတနာတော်မူသည်ဂုံယူပါတဲ့မိဖုရားခေါင်ကြီးစူးစီမမကိုတွားပြောပေးပါမင်းမြတ်တနာတော်မူတာကိုငါမငင်းရဲပါဘူးပြီးတော့ငါကိုယ်တိုင်ငကားနှန်းဆောင်စီလာခဲ့မယ်လို့လည်းပြောလိုက်ပါကြောက်ရီမင်းသမီးကဒီနေ့အစင်းလှနေပါလားဒါတွေကမိဖုရားခေါင်ကြီးတင် जा ပေးမှုကောင်းလို့ပါစီထန်းနင့်ရဲ့အမြစ်ကဘယ်သူလဲဆိုတာနင်သိတင်ပါတယ်ကျင်ရတော်သိပါတယ်မိဖုရားခေါင်ကြီးကိုယ်တိုင်ပို့ပေးလိုက်တာကိုကျင်ရတော်မမေ့ရဲပါဘူးနေရုပ်ကအသက်ရှင်လာရင်ဒါဖြစ်လာနိုင်တယ်ဆိုင်ရန်ကနေကြောက်ရည်ဖြစ်သွားတာနဲ့မင်းမြတ်ရဲ့မြောက်စားမှုကိုခံရဲတယ်ပေါ့ဖုံးရီနန်းဆောင်ကတီးခံနိုင်ပေမဲ့ကြောက်ရီမင်းသမီးကတော့ဖုံးရီနန်းဆောင်ကိုတွားရင်ခေါင်းကုန်ထားတာကောင်းလိမ့်မယ်ငါခေါင်းကုန်လိုက်ရင်မိဖုရားခေါင်ကြီးကငါ့ကိုလွှတ်ပေးมาတယ်လားတွားကြစို့မင်းမြတ်မြို့ပြင်ကိုရစ်ပူစော်ဖို့တွားတာကိုသူ့ကိုအတိပေးလိုက်ဒီနေ့မိဖုရားခေါင်ကြီးမိန်ကြားချက်အတိုင်းအကုန်လုပ်ခဲ့ပါတယ်ကြောက်ရည်ကမိသားစုရဲ့အမြစ်ကိုမမေ့တင်ဘူးဒူးထောက်ဆန်းကြောက်ရီမင်းသမီးတေချာကင်ထားပါဒူပကျိုးမြေကြရင်ငကားတလေးကိုမလေးစားတာဖြစ်လိမ့်မယ်အမွှေးတိုင်သုံးနိုင်ပဲလေမိဖုရားခေါင်ကြီးတီးခံနိုင်မှာပါကျင်ရတော့တီးခံနိုင်ပါတယ်ခါကိုဖြောင်းထားကြောက်ရီမင်းသမီးမျက်နှာရနေပေမဲ့နေ့ရဲ့အမြစ်ကဘသူလဲဆိုတာသိတင်တယ်ကျင်ရတော့မှတ်ထားပါပြီဘာကိုမှတ်ထားတာလဲဖုံးရီနန်းဆောင်ကသာကျင်ရတော်ရဲ့အမြစ်ပါနာသလားနားတယ်နားမမှတ်မိမှာမင်းမြတ်ကနင့်ကိုချစ်တာနင်ကအတုံးဝင်လို့ပဲမမငါစကားနားထောင်ပြီးပါပြီစကားနားထောင်ရင်အချစ်ကိုတုံးပြီးငါ့ကိုမဖိအားပေးနဲ့ကျင်ရတော်မဝင်မရဲပါဘူးမင်းမြတ်ရဲ့အာဏာကိုမထိန်နိုင်ရင်မလေးစားတာပဲကျင်ရတော်အမားကိုသိပါပြီကြောက်ရီကဒီနေ့တကယ်အလိုက်တည်သွားပြီပဲကျင်ရတော်သဘောပေါက်သွားလို့ပါပြန်มาတော့မယ်မိဖုရားခေါင်ကြီးကစီကန်းတင်ပေးတာပါနားတယ်လို့အော်ခွင့်မရှိဘူးအစေခံမလေးကိုစေးသွားယူခွင့်ပြုပါမလိုဘူးရေခဲနဲ့မကတ်နဲ့ဒီညလူတယောက်ရောက်လာလိမ့်မယ်မိဖုရားခေါင်ကြီးဒီနေ့ကြောက်ရီကမငြင်းမညူဒူးထောက်သွားပါတယ်သူနာတာကိုတိမကြောက်တတ်မှာပါမိဖုရားခေါင်ကြီးဒီညမင်းမြတ်ကြွလာမှာလားရစ်ပူစော်ပြီးရင်မင်းမြတ်ကပုံမှန်ဆိုဖုံးရီနန်းဆောင်ကိုကြွရမှာကျောင်းမင်းနန်းဆောင်စီသွားပြီးမင်းမြတ်ကိုပန်းရည်ချိုးတော်မူဖို့ပြင်ထားတယ်လို့တွားလျှောက်လိုက်မင်းမြတ်မိဖုရားခေါင်ကြီးကပန်းရည်ချိုးတော်မူဖို့ပြင်ထားပါတယ်ကြတော်မူပါသူကအကုန်စီစဉ်ထားတာပေါ့မိဖုရားခေါင်ကြီးကမင်းမြတ်ရစ်ပူစော်ရတာပင်ပန်းလို့အမောဖြေဖို့ပါတဲ့ကြောက်ရီရော
ထင်းရှုနှန်းဆောင်ကိုပြန်သွားပါပြီကြားတာတော့ဖုန်းဤနှန်းဆောင်မှာဒူးထောက်လို့ဒဏ်ရာရသွားတယ်တဲ့ထင်းရှုနှန်းဆောင်စီသွားမယ်မလှုပ်နဲ့အောင်ရှေ့ဆရာဝန်အရင်ကြည့်ပါစေဘသူလောက်တာလဲမိဖုရားခေါင်ကြီးကစီကန်းတင်ပေးတာပါကျင်ရတော့ကောင်းဖို့အတွက်ပါမင်းမြက်မိဖုရားခေါင်ကြီးကိုမပြစ်တင်ပါနဲ့ဒီလိုဒဏ်ရာရနေတာတော့သူ့အတွက်စင်ကြေပေးနေသေးတယ်မင်းရဲ့အမကြီးကနင့်ကိုအာနာပြနေတာပဲတမားတော်ခေါ်စမ်းဒီညငါထင်းရှုနှန်းဆောင်မှာပဲအိတ်မယ်မင်းမြက်မိဖုရားခေါင်ကြီးကဖုန်းရီနှန်းဆောင်မှာစောင့်နေပါတယ်နင်တို့မိဖုရားခေါင်ကြီးကိုသွားပြောလိုက်ရှေ့မျိုးနွယ်အမျိုးသမီးချင်းအတူတူပဲမို့ကြောက်ရီစီမှာအိတ်တာလဲမိဖုရားခေါင်ကြီးအတွက်မျက်နှာသာပေးတာပဲလို့အစေခံမလေးလိုက်နာပါမယ်ဖုန်းရီနှန်းဆောင်ကလူတွေနောက်ကိုထင်းရှုနှန်းဆောင်စီလာမရှုပ်စေနဲ့တကားပိတ်လိုက်မင်းမြက်ကထင်းရှုနှန်းဆောင်မှာအိတ်လိုက်ပြီးသူကရှေ့စီထန်းအတွက်နဲ့မိဖုရားခေါင်ကြီးရဲ့မျက်နှာကိုရိုက်လိုက်တာပဲရှေ့စီထန်းဒီတကွက်တော့နေနိုင်သွားတာပေါ့မိဖုရားခေါင်ကြီးဖုန်းရီနှန်းဆောင်ကဒီနေ့တကားပိတ်ထားပါတယ်ဘသူ့ကိုမှမတွေ့ပါဘူးမမနေမနာဘူးလားနာတယ်ဒါပေမဲ့သူကငါ့ထက်ပိုနာနေမှာကြောက်ရီမင်းသမီးမိဖုရားခေါင်ကြီးကနင့်တန်ရတက်တာရဲ့လားလို့လာမေးခိုင်းပါတယ်မမကိုသွားပြောလိုက်ပါကျင်ရတော်စီကန်းကိုမှတ်မိပါပြီမမလည်းမှတ်ထားပါမင်းမြက်ကသူများစီစဉ်ပေးတာကိုမနစ်သက်ဘူးဆိုတာဒီတကွက်တော့သူရှုံးသွားပြီမဲတော်ခမဲတော်ကရှေ့စီထန်းရဲ့လှဲကွက်ထဲခဏခိတခရီးလွန်သွားယုံပါခဏဟုတ်လားသူငါ့ကို3ရက်တိုင်တိုင်လူရမဝင်အောင်လုပ်ခဲ့တာယူမဟာသမားတော်ရဲ့မင်္ဂလာကိစ္စကိုခမဲတော်ကခွင့်မပြုသေးဘူးအခုမင်းမျက်ရှိမှာစကားပြောနိုင်တာရှေ့စီထန်းပဲရှိတယ်သူ့စီသွားပြီးအရှိနန်းတော်အတွက်စကားပြောခိုင်းစမ်းသားတော်သွားပါမယ်မင်းသားကမိန့်ပါတယ်အတိတ်ကစကားတွေပြောစရာရှိလို့တဲ့မင်းသမီးသွားလို့မဖြစ်ပါဘူးအရှိနန်းတော်ကမင်းသမီးကိုအန္တရာယ်ပြုကျင်နေတာသူငါ့ကိုအန္တရာယ်ပြုကျင်တာမဟုတ်ဘူးငါ့ကိုတုံးကျင်တာသွားမှာလားသွားမယ်သူဘာမှပြောမလဲကြည့်ရအောင်မှိန်တောက်တောက်လက်ဖက်ရည်သွားယူလိုက်နေဝင်ချိန်မှာကျောင်းမင်းနှန်းဆောင်စီပို့လိုက်အစေခံမလေးကျောင်းမင်းနှန်းဆောင်စီတကယ်သွားရမှာလားနေမြောက်ပိုင်းတက်စီသွားလူတွေမေးရင်ငါအဲ့ဒီမှာရှိတယ်လို့ပဲပြောအရှိနန်းတော်နဲ့ခိုးတွေ့ရင်မင်းမြတ်ကိုထိခိုက်လိမ့်မယ်ငါကအခုမင်းမြတ်ရဲ့လူပဲအိမ်ရှိဆန်ကငါ့ကိုချင်းရင်မင်းမြတ်ကိုငါအတိပေးရမှာပေါ့နင်တကယ်ပဲဖုန်းရီနှန်းဆောင်ကလူကိုခေါ်လာခဲ့တာပဲမင်းသားချင်းတာကမင်းမြတ်ရဲ့ကြောက်ရည်ကိုပါအရင်ကရှေ့မျိုးနွယ်မဟုတ်တော့ပါဘူးနင်ကအခုအစ်စ်နဲ့ငါ့ကိုဖိအားပေးတတ်နေပြီပေါ့မင်းသားကအတိတ်ကိုပြောဖို့ပဲဆိုရင်ကျင်ရတော့ပြန်ပါတော့မယ်ရက်စန်းငါဒီနေ့လာတာယူမီသားစုမင်္ဂလာကိစ္စအတွက်ပဲယူမဟာသမားတော်ရဲ့ညီမကိုခမဲတော်ကငါစီအိမ်ရှိဆန်မိဖုရားအဖြစ်ပေးဖို့နှောင့်နှေးနေတယ်ဒါကြောင့်နင်ကအတွက်ခေါင်းအောင်ပေးစကားပြောပေးစမ်းရုပ်ဆိုးအောင်မပြောပါနဲ့နင်ကရှေ့အိမ်တော်ရဲ့လူပဲအရှိနန်းတော်အတွက်လုပ်ပေးရမယ်ငါ့ကိုကျောင်းမင်းနှန်းဆောင်စီပို့တော့ကလည်းမင်းသားကအရှိနန်းတော်အတွက်ပဲပြောခဲ့တာပဲအတိတ်ကကိစ္စတွေကိုထပ်မရှုပ်ပါနဲ့တော့နင်ခုတိတ်ကိုပေါ်လွင်နေတယ်မေတော်ကနင့်ကိုအပြစ်ပေးတာနင့်ရဲ့အမြစ်ကိုမေ့သွားမှကြောက်လို့ပဲမင်းသားဒီနေ့လာတာမိဖုရားခေါင်ကြီးကိုစားငါ့ကိုဆုံးမဖို့လားဇီထန်းငါနင့်ကိုဆုံးမဖို့လာတာမဟုတ်ပါဘူးနင့်ကိုတတိပေးဖို့လာတာအရှိနန်းတော်တည်ငြိမ်မှနင့်အတွက်ထွက်ပေါက်ရှိမှာငါရဲ့ထွက်ပေါက်ကနင့်အတွက်လူမိသားစုသမီးကိုယူပေးဖို့လားယူမိသားစုအရှိနန်းတော်ထဲဝင်လာရင်မင်းသားစိတ်ချရပြီပေါ့ဒါဆိုမင်းမြက်ကမသဘောတူရင်ရောမင်းမြက်မင်းသမီးကသူ့အရှိနန်းတော်နဲ့ခိုးတွေ့ရဲဘူးဆိုပြီးအစေခံမလေးကိုသတင်းလာပို့ခိုင်းတာပါအတန်မထွက်စေနဲ့ငါကိုယ်တိုင်သူတို့ဘာပြောလဲနားထောင်မယ်မင်းမြက်ကယူမီသားစုမင်္ဂလာကိုမသဘောတူရင်မင်းသားဘာလုပ်မှာလဲခမဲတော်ကအိုဘီတန်တရားတွေပုံများလာတယ်အရှိနန်းတော်ကမှတိုင်းပြည်ရဲ့အမြင့်ပဲခမဲတော်ကအခုတတိယမင်းသားကိုဗတ်လိုက်နေတဲ့တိုင်းပြည်အမြင့်လှုပ်ခတ်တာကိုကြည့်နေတော့မှလားမင်းသားဒါမင်းမြက်ကိုအပြစ်တင်နေတာလားရှာမရှုံးနဲ့ငါသိပါတယ်နင်ခံပြင်းနေတာကိုမင်းသားအခုမှသိတာပေါ့ငါထင်းနှန်းတက်ရင်နင့်ကိုမနစ်မြို့အောင်မလုပ်ပါဘူးမင်းသားဘလို့မနစ်မြို့အောင်မလုပ်မှာလဲအဲ့ဒီအချိန်ကျရင်ငါနင့်ကိုဂွေဖေးအဆောင်ပါဆုံးကိုလုပ်တော်အဖြစ်မြောက်စားမယ်ငါကအခုမင်းမြက်ရဲ့ကြောက်ရီပါမင်းသားစကားဆင်ခြင်ပါမင်းမြက်ကစွာအားထက်မြက်နေတော့ပါငါသိပါတယ်နင်ကမင်းသားကအဲ့ဒီလိုသဘောမဟုတ်ဘူးဆိုတာကိုသိလျက်နေပါအိမ်ရှိဆန်ကတကယ်ကိုတားလိုက်မှာပဲငါရဲ့ကြောက်ရီကိုတော့နောက်ပိုင်းဘလို့ထားရမလဲဆိုတာငါအတွက်စဉ်းစားပေးထားတယ်ပေါ့ကျင်ရတော်မှာအပြစ်ရှိပါတယ်ခမဲတော်သားတော်မှာအဲ့ဒီလိုသဘောမျိုးလုံးဝမရှိပါဘူးငါကိုယ်တိုင်ကြားတာကိုနင်ကမရှိဘူးလို့ညင်းရဲသေးတယ်ပေါ့သူပါရှေ့ကြောက်ရီကတန်ရောစင်ဟောင်းကိုတန်းတာပြီးသားတော်စီလာခဲ့တာပါကြောက်ရီနင်ကအိမ်ရှိဆန်လာမှာကိုတိလျက်နဲ့ဘာလို့မရှောင်တာလဲကျင်ရတော်ကအတိတ်ကစကားတွေကိုရှင်းရှင်းလင်းလင်းပြောပြီးအပြက်ဖြတ်ချင်လို့ပါအပြက်ဖြတ်တာလားဒါမှမဟုတ်မခွဲနိုင်သေးတာလားကျင်ရတော်သာမခွဲနိုင်ရင်ခုနကသူ့အတွက်ရှေ့ကနေရှင်းပြပေးမှာပေါ့ဒီနေ့ကစပြီးထင်းရှူးနှန်းဆောင်မှာအကျဉ်းချထားလိုက်မင်းသမီး
မင်းသမီးကမင်းမျက်စီကြိုးပြီးသတင်းပို့ထားတာကိုဘာလို့မရှင်းပြတာလဲအိမ်ရှိဆန်ကငါ့ကိုဆွဆွဲနေတာငါမပြိုင်လေလေပို့ပြီးတန်ရောစင်မရှိတော့သလိုဖြစ်လေလေပဲအချင်းချခံရတာကမျက်နှာပြတ်တာမဟုတ်ဘူးငါရဲ့ငါးများချိတ်ကအရှိနန်းတော်စီရောက်သွားပြီမင်းသမီးတနေ့လုံးဘာမှမစားရသေးဘူးဆေးပဲရှိတော့တယ်အချင်းချခံထားရတဲ့သူကိုနည်းနည်းပဲကြွေးခိုင်းထားတယ်သူတို့ကမင်းသမီးကိုအသေးတွန်းပို့နေတာပဲအသေးတွန်းပို့တာမဟုတ်ဘူးငါ့ကိုခေါင်းငုံခိုင်းတာဆေးတောက်ပြီးထမင်းတော့မတောင်းပါဘူးကြည့်ရတာမင်းသမီးတောင်းခံနိုင်သေးတယ်နဲ့တူတယ်မင်းသမီးဖျားနေတာဖျားမှာပဲဘသူကကယ်နိုင်မလဲဆိုတာသိမှာမမငါ့ကိုကူညီပါဦးမလားမင်းသမီးအမားကိုသိပြီလားငါကြောက်သွားပါပြီမမငါမရှုပ်တော့ပါဘူးငါ့ကိုတွေးခွင့်ပေးပါငါအမားဝင်ခံခြင်းလို့ပါမိဖုရားခေါင်ကြီးကိုနင်တွေးချင်တိုင်းတွေးလို့ရတာမဟုတ်ဘူးဒါတွေအကုန်နင့်ကိုပေးမယ်ငါ့ကိုခေါ်သွားပေးပါမင်းသမီးဒါတွေကမင်းမြတ်တနာတော်မူထားတာလေမင်းမြတ်ကငါ့ကိုအချင်းချထားပြီးပဲတနာတော်မူတာတွေကဘာသုံးလို့ရတော့မှလဲမနှက်ဖြန်မနှက်ငါ့ကိုခေါ်သွားပေးပါငါနောက်ပိုင်းဖုန်းရီနန်းဆောင်ရဲ့စကားကိုပဲနားထောင်တော့မယ်မမဘယ်မှာလဲကျောင်းမင်းနန်းဆောင်ရဲ့ဘေးနန်းဆောင်မှာမိဖုရားခေါင်ကြီးကမင်းမြတ်အတွက်ဟင်းချိုစမ်းပေးနေတာအချင်းချခံထားရတဲ့သူကလည်းကျောင်းမင်းနန်းဆောင်စီလာရဲသေးတယ်ပေါ့ငါမမစီအမားလာဝင်ခံတာပါဝင်သွားရင်တောင်းပန်ယုံပဲစီးမဲ့ကမ်းမဲ့မကြည့်ရဘူးငါမလုပ်ရဲတော့ပါဘူးဇီထန်းအမားကိုသိပြီလားမမငါမှားသွားပါပြီနောက်ပိုင်းနင့်စကားပဲနားထောင်ပါတော့မယ်စာနေပြီလားစာရင်ကောက်စားလိုက်ကျေးဇူးတင်ပါတယ်မိဖုရားခေါင်ကြီးဒါမှငါရဲ့ညီမနဲ့တူမှာပေါ့မမမင်းမြတ်ကငါ့ကိုတတ်မှာလားနင်စကားနားထောင်ရင်ဘယ်သူမှမတတ်ပါဘူးဒါဆိုအိမ်ရှိဆန်မင်းသားရောသူငါ့ကိုအပြစ်တင်အောင်မှာလားအိမ်ရှိဆန်ကမကြခင်မင်္ဂလာဆောင်တော့မှနင့်ကိုဂရုစိုက်ဖို့အချိန်မရှိဘူးမင်္ဂလာဆောင်ပြီးရင်ငါကအတုံးဝင်လာမှာလားမင်္ဂလာဆောင်ပြီးရင်အကုန်စင်ပြေသွားလိမ့်မယ်မင်းမြတ်ကသဘောတူမှာတဲ့လားသူကအရှိနန်းတော်ကိုစိတ်ဆိုးနေတာပါမင်းမြတ်ကကျမ်းမာရေးမကောင်းဘူးတန်တရားတွေများနေတယ်ပို့ပြီးစောင့်လို့မရတော့ဘူးမမနင်ဘာလို့မလို့လဲတကားပိတ်လိုက်အိမ်ရှိဆန်မင်္ဂလာဆောင်မဲညကနန်းတွင်းထဲမှာအရှုပ်ဆုံးပဲရှုပ်သွားရင်ဘာဖြစ်မလဲမင်းမြတ်နဲ့ရွာဆန်သွားရင်အိမ်ရှိဆန်ကချက်ချင်းတိုင်းပြည်ကိုအုပ်ချုပ်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒါမင်းမြတ်လေနင်ကတကယ်ပဲနင့်ကိုနင်သူ့မိန်းမလို့ထင်နေတာလားမမဒီလိုမလုပ်ပါနဲ့မင်းမြတ်တည်သွားလိမ့်မယ်သူဘာသိမှလဲသူကအခုနေ့ရဲ့ဒီမျက်နှာကိုပဲယုံတာနင်ကြောက်ရင်ပို့ပြီးစကားနားထောင်ရမယ်နင်ကရှေ့အိမ်တော်ကငွေထုတ်ပေးထားတဲ့အရာပဲရှေ့အိမ်တော်အတွက်အသေးခံပေးရမယ်မရဘူးအိမ်ရှိဆန်မင်္ဂလာဆောင်မဲ့ညမှာနင်ကိုယ်တိုင်စေးစမ်းပေးရမယ်ဘာစေးလဲမင်းမြတ်ကဒီနေ့နင့်ကိုပဲအနာဂတ်ခွင့်ပေးတာနင့်လက်ထဲကပို့တာအသင့်တော်ဆုံးပဲမင်းမြတ်မတော့ရင်ရောဒါဆိုရင်နင်လဲသူ့နဲ့အတူအသေးခံလိုက်ပေါ့ဇီထန်းဒီနေ့နင်ဘာမှမကြားခဲ့ဘူးနော်ငါဘာမှမကြားခဲ့ပါဘူးဘာမှမကြားခဲ့ပါဘူးပြန်ပြီးအချင်းချခံထားလိုက်အောင်မယ်မိဖုရားခေါင်ကြီးသုံးမဲ့အချိန်ကြရင်နေရာမှားပြီးမငုံနဲ့တော့မင်းသမီးမိဖုရားခေါင်ကြီးကဘာလုပ်လိုက်တာလဲမမေးနဲ့ငါကြောက်တယ်မင်းသမီးကြောက်တာကိုတိမဖုံးရီနန်းဆောင်ကကာကွယ်ပေးမှာပါငါနောက်ပိုင်းမမစကားပဲနားထောင်ပါတော့မယ်မင်းသမီးမိဖုရားခေါင်ကြီးကလောက်ကြံတော့မှာလားလောက်ကြံတာမဟုတ်ဘူးသူပိုက်ကုံကိုတိမ့်နေတာဒါဆိုငါတို့ဘာလုပ်ကြမလဲသူကငါ့ကိုကြိုးသွားပြီလို့ထင်နေတာမို့လို့ငါကြိုးပြလိုက်ရတာပေါ့မင်းသမီးအချင်းချခံနေရတော့မဲကိုဘာလို့အဝတ်စားလဲနေတာလဲဒီနေ့အိမ်ရှိဆန်မင်္ဂလာဆောင်တဲ့နေ့လေမင်းမြတ်ကျမ်းမာရေးမကောင်းဘူးမိဖုရားခေါင်ကြီးကငါ့ကိုစေးစမ်းဖို့ခေါ်ခိုင်းထားတယ်ဒီညပဲလှုပ်တော့မှာပေါ့မမပြောတယ်မနှက်ဖြန်ဆိုတာဒီညပဲမင်းသမီးစေးခွက်ကိုကင်ပြီးတိုက်ရုံပဲအများကြီးမမေးနဲ့ငါမမစကားနားထောင်ပါမယ်မင်းသမီးဒီနေ့တကားဆောင်တဲ့သူတွေပြောင်းသွားတယ်ပါဇက်ပိတ်ထားဒီညငါစကားနားထောင်ရင်အသက်ရှင်မယ်လို့မမပြောခဲ့တာပဲအိမ်ရှိဆန်မိဖုရားအရှိနန်းတော်ထဲဝင်ပြီးအဆောင်ချက်တွေလဲလိုက်ပြီးဒီညပြီးရင်အရှိနန်းတော်ကတကယ်တိုင်းပြည်အမြင့်ဖြစ်ပြီးမင်းမျက်စီမှာကျောင်းမင်းနန်းဆောင်မှာလည်းပြီးခံနေပြီဖုံးရီနန်းဆောင်ဤအမိတ်ဒီညကျောင်းမင်းနန်းဆောင်ကိုစောင့်ချက်စစ်ဆေးမိလူတွေအများကြီးပါလားမင်းမျက်တစ်ခုဖြစ်မှာကြောက်လားကြောက်ရိမင်းသမီးဆေးပဲစမ်းပေးပါမိဖုရားခေါင်ကြီးရဲ့အမိတ်မပါပဲဘယ်သူမှထွက်လို့မရဘူးငါသိပါပြီဇီထန်းလာခဲ့ငါစေးတိုက်ယုံတင်မဟုတ်ဘူးလားတစ်ခွက်ပြီးတစ်ခွက်ငါလက်ထဲကယူပြီးမင်းမြတ်ကိုတိုက်လိုက်ဖိတ်မကြစေနဲ့မလေးစားတာဖြစ်လိမ့်မယ်မင်းမြတ်ကဘာလို့စကားမပြောတာလဲယောဂတွေကဘာရင်အားနဲ့စကားပြောနိုင်မှလဲစေးတိုက်စမ်းပထမဆုံးအနှဲငယ်ကစိတ်ငြိမ်စေးတွေပါနင်ဘာကြောက်နေတာလဲဒါဆိုနောက်ဆုံးတစ်ခွက်ကရောကြောက်ရီမင်းသမီးကအမေးအမြန်းထူလွန်းတယ်နောက်ဆုံးတစ်ခွက်ကမှရှေ့အိမ်တော်ကနင်းရဲ့ကျေးဇူးကိုအတိမတ်ပြုမဲ့အချိန်ပဲမိဖုရားခေါင်ကြီး
အရှိနန်းတော်အကြောင်းမင်းနှန်းဆောင်3နေရာစလုံးအဆောင်အကျက်ပြောင်းလိုက်ပါပြီတတိယမင်းသားရဲ့အစီအစဉ်တွေလည်းရှင်းပြီးပါပြီမနက်မလင်းခင်တတိယမင်းသားပုံကန်တဲ့စာတော်ကိုအမတ်တွေရှေ့ပို့ပါလိမ့်မယ်ကြားလားငါဘာမှမကြားဘူးအိမ်ရှိဆန်မင်းသားဘက်ကရောမင်္ဂလာပွဲပြီးပြီလားပြီးပါပြီယူမီသားစုသမီးအရှိနန်းတော်ထဲဝင်ပါပြီဒါဆိုငါဒီညလုပ်ပြီးရင်မမကငါ့ကိုပြစ်ထားတော့မှလားဒီညပြီးရင်နင်ကရှေ့အိမ်တော်ရဲ့ရဲဘော်ပဲမမဒါပေမဲ့ဒါကမင်းမြက်လေမင်းမြက်ကငါတို့ရဲ့တက်အာဏာကိုသိမ်းတယ်အခြားသူတွေကိုမြှောက်စားတယ်နင်းနဲ့မင်းမြက်ကလင်မယားဖြစ်ကြာလာပြီပဲတကယ်ပဲဒီအဆင့်အထိသွားမှာလားသူငါ့ကိုတက်ညာလမ်းမပေးမှတော့ငါဘာလို့သူ့ကိုတက်ညာရမှာလဲစေးတိုက်လိုက်မမငါကြောက်တယ်သူမျိုးချလိုက်တာနဲ့အိမ်ရှိဆန်ကချက်ချင်းတိုင်းပြည်ကိုအုပ်ချုပ်ရလိမ့်မယ်ငါမသိခဲ့ဘူးမိဖုရားခေါင်ကြီးကငါ့အပေါ်ဒီလောက်တင်းမာနေလိမ့်မယ်လို့မဖြစ်နိုင်တာနင်ကမင်းမြက်မဟုတ်ဘူးမိဖုရားခေါင်ကြီးပြောတဲ့ကတင်ပေါ်ကလူကအစားထိုးထားတဲ့သူကိုပြောတာလားမိဖုရားခေါင်ကြီးမင်းမြက်ကိုစိတ်ပူလို့ပါစိတ်ပူလို့ကြောက်ရီကိုအစိတ်ဆေးတိုက်ခိုင်းတာလားသူပါရှေ့စီထန်းသဘောအတိုင်းလုပ်တာပါမမငါမလုပ်ရဲပါဘူးမင်းမြက်တက်ညာတော်မူပါမင်းတို့ကငါရဲ့လူတွေကိုထိဝင်နေပေါ့ငါရဲ့လူကဘယ်တော့မှမိဖုရားခေါင်ကြီးရဲ့လူဖြစ်သွားတာလဲမင်းမြက်အရှိနန်းတော်ရဲ့အဆောင်အကျက်တွေကိုအကုန်ဖမ်းဆီးလိုက်ပါပြီမိဖုရားခေါင်ကြီးဘာပြောချင်သေးလဲမင်းမြက်ကစကလေးကထောင်ချောက်ဆင်ထားတာပေါ့မိဖုရားခေါင်ကြီးကိုယ်တိုင်ဝင်လာတာလေနင်ကငါ့ကိုတစ္ဆာဖောက်တာပဲကျင်ရတော်ကအသက်ရှင်ခြင်းုံတင်မှာမိဖုရားခေါင်ကြီးကိုဒီအတိုင်းထားလိုက်ငါကိုယ်တိုင်တိတ်ကကိစ္စတွေကိုစစ်ဆေးမယ်မင်းစုရဲ့မှတ်တမ်းကိုယူခဲ့လူကျိုးရေဘေးတုံးကလျှို့ဝှက်စာရေစက်စုံရေးခဲ့တဲ့သူမင်းစုအကြီးတော်လေးရှေ့အိမ်တော်ရဲ့သမီးကြီးငွေရပါစကားမပြောနိုင်ပေမဲ့ညင်သမျှမမေ့ပဲရေချောင်းစစ်ပွဲတွေကိုကျွမ်းကျင်သူကစကားအသာဖြစ်တာပါငါသူ့ကိုအလို့မပြောရသေးဘူးရှေ့အိမ်တော်ကသူ့ကိုမလိုချင်လို့မသွင်းခဲ့တာမင်းမြက်ဒါကမင်းစုရဲ့မူရင်းမှတ်စုပါစာမှုတွေမှတ်စုတွေအတူလုပ်လို့ရပေမဲ့မိဖုရားခေါင်ကြီးနေမြောက်ပိုင်းမြောင်းကဘယ်မြင့်နဲ့ဆက်ထားလဲဆိုတာတော့မဖြေနိုင်ဘူးမလားမင်းမြက်ကျင်ရတော်ကမင်းမြက်နဲ့နှစ်ပေါင်းများစွာအတူရှိခဲ့တာပါတည်သွားတဲ့သူတယောက်ကိုမရှင်းနိုင်ဘူးလားငါကမင်းစုရဲ့စာတွေကိုကြည့်ပြီးနင့်ကိုမိဖုရားမြောက်ခဲ့တာဒါဆိုမမရဲ့အဆင့်တန်းကမင်းစုကြီးတော်ရဲ့ကျေးဇူးကြောင့်ရခဲ့တာပေါ့ပါစက်ပိတ်ထားမင်းစုတည်သွားတော့နင်ကစာတွေကိုယူပြီးဝင်လာခဲ့တာမိဖုရားခေါင်ကြီးနင်မင်းစုရဲ့ပညာကိုခိုးယူပြီးမင်းမြတ်ကိုလှည့်စားခဲ့တယ်သူကစကားမပြောနိုင်ဘူးတမိုင်းထဲဝင်လို့မရဘူးဘာလို့မင်းမြတ်ရဲ့စိတ်ထဲမှာဒီလောက်ကြာအောင်ရှိနေရတာလဲနင်သူ့ကိုတက်ပြီးသူ့ကျေးဇူးကိုယူခဲ့တာပဲမင်းစုအကြီးတော်ကတနာဖို့ကောင်းပါတယ်မမအမားကိုဝန်ခံလိုက်ပါသူကစကားမပြောနိုင်တဲ့အတယောက်ပါဘာလို့မင်းမြတ်ရဲ့စိတ်ကိုဒီလောက်ယူနိုင်ရတာလဲမိဖုရားခေါင်ကြီးအကွက်စင်တာမင်းမြတ်ကိုလှည့်စားတာအိမ်ရှိဆန်နဲ့ပူပေါင်းပြီးလှုပ်ကြံဖို့ကြံစီတာတွေအတွက်မိဖုရားခေါင်ကြီးအဆင့်ကိုရုပ်သိမ်းလိုက်မင်းမြတ်ကျင်ရတော်ကမိဖုရားပါစေးတစ်ခွက်တည်းနဲ့ဆုံးဖြတ်လို့မရပါဘူးငါဒီညလူကျိုးကိစ္စကိုစစ်မှာမိဖုရားခေါင်ကြီးကိုကျင်းစီနန်းဆောင်မှာအကျဉ်းချထားလိုက်ဖုရားခေါင်ကြီးမင်းမြတ်ရဲ့အမိန့်ကိုဘယ်သူမှမလွန်ဆန်ရဲပါဘူးနင်ကတစ္ဆာဖောက်ပဲရှေ့အိမ်တော်ကနင့်ကိုဆဲချောက်နှမွေးထားတာမမနင်ကငါ့ကိုအရင်ဆုံးအသေးတုံးပိုးခဲ့တာလေကျင်ရတော်ကမင်းမြတ်အတွက်စိတ်ပူမိပါတယ်နင်ကြောက်သလားကျင်ရတော်အသေးမကြောက်ပါဘူးမင်းမြတ်တစ်ခုခုဖြစ်မှာပဲကြောက်တာပါကျင်ရတော်ရဲ့ဗိုက်ထဲကကလေးနဲ့မင်းမြတ်မရှိလို့မဖြစ်ပါဘူးနင်ကိုဝင်ရှိနေတာလားတမားတော်ကရနေသေးလို့မပြောခိုင်းသေးတာပါမဖြစ်နိုင်တာသူဘယ်လိုလုပ်ကိုဝင်ရှိနိုင်မှာလဲမိဖုရားခေါင်ကြီးနင်ဒီကလေးကိုပါမလို့တိုးတာလားမိဖုရားခေါင်ကြီးကိုကျင်းစီနန်းဆောင်မှာပိတ်ထားလိုက်ဖုံးရီနန်းဆောင်ကိုချိန်ပိတ်လိုက်အိမ်ရှိဆန်မင်းသားအရှိနန်းတော်ကိုပိတ်လိုက်ပါပြီငါကအိမ်ရှိဆန်ပါဘသူပိတ်ရဲတာလဲမင်းမြတ်မိတ်ပါတယ်အရှိနန်းတော်ကစာရွက်စာတမ်းတွေကိုတင်စီလိုက်ပြီခမဲတော်သားတော်မတရားဆွဆွဲခံရတာပါအရှိနန်းတော်မှာပုံကံမဲ့စာရွက်စာတမ်းတွေတွေ့ရပါတယ်အဲ့ဓာတွေကမဲတော်အစီအစဉ်ပါသားတော်မသိပါဘူးမင်းသားကပထမဆုံးစကားမှာတင်မဲတော်ကိုပြစ်ချလိုက်တာပဲအိမ်ရှိဆန်ရှောင်ချန်ရန်အာနာကိုလိုချင်လွန်းလို့ပုံကံမှုလုပ်ခဲ့တဲ့ဖြင့်ဒီနေ့မှစ၍အယက်သားအဖြစ်လျှော့ချပြီးတင်ချိုင်းတော်သို့ပို့လိုက်ခမဲတော်သားတော်ကနှစ်စလုံးအိမ်ရှိဆန်လုပ်ခဲ့တာပါဒါကြောင့်ငါနှစ်အသက်ကိုခြံပေးတာပေါ့မိဖုရားခေါင်ကြီးနဲ့ရွာဆန်သွားပါပြီအိမ်ရှိဆန်လည်းအယက်သားဖြစ်သွားပါပြီကြောက်ရီမင်းသမီးမှာကိုဝင်ရှိနေတော့ကိုနန်းဆောင်ကပို့ပြီးအဆောင်ကျက်စိတ်ချရပါပြီနင်တကယ်ကိုဝင်ရှိတာလားကျင်ရတော်မင်းမြတ်ကိုမလိန်ရဲပါဘူးဒီကလေးကငိမ့်လာချီလားခမဲတော်နဲ့တွေ့ရလို့ဝမ်းသာနေတာပါတတိယမင်းသားကအလုပ်တွေကိုတကယ်မြန်မြန်လုပ်နိုင်တာပဲမင်းသမီးဖုံးရီနန်းဆောင်ကစည်ရင်းတွေကို3ရက်နဲ့ရှင်းလိုက်တာပါပဲ
နန်းတွင်းကအမြဲရှုပ်နေလို့မရဘူးလေတတိယမင်းသားကမင်းမြတ်ရဲ့ယုံကြည်မှုကိုရနေပြီနော်သူလုံနိုင်လေသူများတွေရဲ့မျက်စိဆက်ဆက်ကြလေပဲတတိယမင်းသားချင်းဝမ်ကဟဲတုံးမှာငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ပတ်သက်နေပါတယ်ငါမေကွန်းကအရေးမကြီးပါဘူးမင်းမြတ်ရဲ့စိတ်ထဲမှာစူးစိုက်သွားပြီးထက်မြက်တာကဒါပဲမြင့်လေရှူးလေပဲဒီတခါဓာကချင်းဝမ်ကိုယ်တိုင်မင်းမြတ်လက်ထဲထည့်ပေးလိုက်တာမင်းမြတ်သားတော်ပင်ပန်းနေတဲ့ခမဲတော်အတွက်တိုင်းပြည်လှည့်လဲစစ်ဆေးပေးပါရစေတိုင်းပြည်လှည့်လဲတာကိုပါနင်ကငါ့အတွက်စဉ်းစားပေးတာပေါ့သားတော်တိုင်းပြည်အတွက်ပါရက်စန်းနေဆက်ကသတင်းတူတော်ကိုနင်ကပေးပို့ခိုင်းတာလားခမဲတော်သားတော်မသိပါဘူးမသိဘူးဟုတ်လားငါမသိသေးဘူးနင်ကအတိုင်းပြည်ကိုအုပ်ချုပ်ချင်နေပြီပေါ့ဂျင်းဝမ်ရဲ့နန်းဆိုင်ရာကိုရုပ်သိမ်းပြီးမေတော်ရုံးခွေဘေးကိုအစိတ်တောက်စီမင်းသမီးဂျင်းဝမ်တည်တော့မှာလားမတည်ပါဘူးသူအသက်ရှင်နေမယ်ဒါပေမဲ့သူမေတော်တော့တည်ပြီနောက်ပိုင်းမင်းသမီးလည်းဒီလိုခံရမှာလားမှတ်ထားပါဧကရစ်မင်းမြတ်လုံးမဲ့အစားဧကရစ်ရဲ့ရှေ့မှာတစိမ့်မဆန်မိပါစေနဲ့မင်းမြတ်ဆေးကမတိုးတော့ပါဘူးခြံချောင်းနင့်အကိုတွေလိုမလုံနဲ့နော်သားတော်ခမဲတော်ရဲ့ဆုံးမမှုကိုပဲနားထောင်ပါမယ်အနားလာဆန်းမင်းစုကျင်ရတော်ရှိပါတယ်ငါဒီတခါတော့လူမမားဘူးမလားမင်းမြတ်ကောင်းသောခရီးပါမင်းသမီးမင်းမြတ်ကနောက်ဆုံးအထိမင်းစုကိုပဲခေါ်သွားခဲ့တာသူချစ်ခဲ့တာငါ့ကိုမဟုတ်ဘူးလေသူ့ရဲ့နောက်တန်တရားအချစ်နဲ့အာနာတွေနောက်ဆုံးတော့ငါနဲ့ခြံချောင်းလက်ထဲရောက်လာတာပဲငိုစရာမလိုဘူးနန်းတက်ပွဲပြင်ရတော့မယ်ဧကရစ်တစ်နန်းတက်ပါပြီအမတ်ပေါင်းများစွာဥခိုက်ကြပါကုန်ကြောက်ရင်လဲငြိမ်ငြိမ်ထိုင်စမ်းအရှင်မင်းကြီးတက်တော်ရာကျော်ရှိပါစေတတုမေတော်မိဖုရားခေါင်ကြီးရဲ့ပထမဆုံးအမိန့်တော်အရက်သားဖြစ်သွားတဲ့အိမ်ရှိဆန်ရှောင်းချန်ရန်ကိုအသေးပေးစေမေတော်တကယ်ပဲတက်ရမှာလားသူရှင်နေရင်နေနန်းထိုင်လို့မခိုင်ဘူးဒုတိယအမိန့်တော်ဂျင်းစီနန်းဆောင်မှရှေ့မိသားစုကိုအသေးပေးစေနန်းတွင်းကလူတွေကမေတော်ကိုရက်ဆက်တယ်လို့ပြောကြတယ်ပြောချင်တာပြောကြပါစေမေတော်နောင်တရသလားနင်ကရှေ့အိမ်တော်ကမွေးထုတ်ပေးထားတဲ့အရာပဲငါကဘသူရဲ့အရာမှမဟုတ်ဘူးငါကနောက်ဆုံးအထိအသက်ရှင်ကြံခဲ့တဲ့သူပဲ